လူသိနေတဲ့ comment 3ခုကိုပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ comment 3ခုကကြတော့ဒီ overkill ရဲ့ txt2 mtab ဆိုတာရဲ့ပြီးတော့ quick select ရဲ့အဲ့တော့အရင်ဆုံး overkill ကကြတော့သူကအရင်ဆုံးဒီမှာ rectangle လေးတစ်ခုဆွဲလိုက်တယ် rec under first corner point other corner point ဒီ rectangle အပေါ်မှာပဲနောက်ထပ် rectangle တစ်ခုထပ်ဆွဲမယ် rec under first corner point other corner point ဒါဆိုရင်ဒီမှာဆိုရင် line တွေကိုသူက overkill ရဲ့အဓိပ္ပာယ်ကကြတော့ object တွေထပ်နေတဲ့ line တွေထပ်နေရဆိုရင် overkill command သုံးပြီးတော့သူကတစ်ချက်သေးနဲ့ဖြတ်ပြီးလို့ရတယ်အဲ့တော့သူ့ကိုသုံးမယ်ဆိုရင်တော့သူက keyboard ကနေ shortcut အနေနဲ့ overkill overkill enter select object enter ပြီးရင်သူက okay လေးတစ်ချက်နေလိုက်ဒါဆိုရင်ဒီ object ကိုနော်ဒါဆိုရင်သူက overkill မသုံးခင်မှာဆိုရင်အရင်ဆုံးဒီ object တစ်ခုကသူကထက်အဲ့ဒါလေးကို mnr ဆိုပြီးတော့ move နဲ့ဒီမှာအပေါ်က rectangle လေးကိုရွှေ့လိုက်ရင်ဒီအောက်က rectangle လေးကိုကြံခဲ့တယ်နော်ဒီလိုနှစ်ခုထက်အဲ့မှာအဲ့လို object နှစ်ခုထက်နေတဲ့ဟာတွေပြီးတော့ duplicate ဖြစ်နေရတယ် line တွေထက်နေရတယ်တစ်ခါလေးဖြစ်ချင်တယ်ဆိုရင်သူက overkill နဲ့သူကဖြတ်ပြီးလို့ရတယ်အဲ့တော့ overkill ရဲ့ shortcut ဒီ overkill enter select object enter delete duplicate object ကြလာရင်ဒီအောက်မှာရှိရဲ့ okay လေးတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ဒါလေးကို move နဲ့ဖြတ်ကြည့်လိုက်တယ်ရွှေ့ကြည့်လိုက်တယ်ဆိုရင်သူ့ရဲ့ဒီအောက်က object ကမရှိတော့ဘူးဒါလေးကကြတော့သူက overkill နောက်ထပ် command လေးတစ်ခုကတော့ txt2 mtext သူ့ရဲ့အဓိပ္ပာယ်ကကြတော့သူကဒီစာသားလေးတွေအများကြီးကိုတဲ့အခုလက်ရှိရိုက်ထားတဲ့စာသားတွေအားလုံးကိုတဲ့သူက multiple text တစ်ခုတည်းဖြစ်အောင်သူကပြောင်းပြီးရပေါ့နော်အဲ့တော့သူ့ရဲ့အားသာချက်ကတော့စာကြောင်းတွေကိုတစ်ကြောင်းချင်းစီသူက edit လိုက်လို့နေစရာမလိုတော့ဘဲနဲ့သူကအကုန်လုံးတစ်ခါတည်းပေါင်းလိုက်တဲ့အခါမှာတစ်ခါတည်း edit လုပ်ပြီးလိုက်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ shortcut ကတော့ txt2 mtext enter ပြီးရင်သူက select object ပေါင်းချင်တဲ့စာသားတွေအားလုံး select ပြီးတော့ enter ခောက်တယ်ဒါဆိုရင်သူကတစားစီဖြစ်နေတဲ့စာကြောင်းတွေကိုသူကတစိုးစီးရဲဖြစ်သွားအောင်လို့ပေါင်းပြီးပါတယ်ဒါလေးကတော့ txt2 mtextနောက်ထပ် command လေးတစ်ခုကကြတော့ဒီ quick select ဆိုတဲ့ command လေးပေါ့နော်အဲ့တော့ quick select ရဲ့အဓိပ္ပာယ်ကကြတော့ဒီလက်ရှိဆွဲထားတဲ့ plan တွေထဲကနေပြီးတော့မှ line တွေကိုပဲ select ပေးခြင်းနဲ့ line တွေပဲလိုချင်တယ် rectangle တွေလိုချင်တယ် column တွေလိုချင်တယ်အဲ့တော့ကိုလိုချင်တဲ့အပိုင်းတွေကိုပဲသူကရွေးပြီးတော့ select ပေးတာကိုဒါ quick select လို့သုံးတယ်ပေါ့နော်အဲ့တော့ quick select သုံးမယ်ဆိုရင်သူ့ရဲ့ shortcut ဒီ to select enter ဒီကနေဒီ quick select ဆိုတဲ့ဒီ box လေးကြာလာရင်သူ့ရဲ့ဘေးက select object ကိုယူတယ် select ပေးခြင်းတဲ့ပုံလေးအားလုံးကို select ပြီး enter ခေါက်လိုက်တယ် object တိုင်းမှာလိုချင်တဲ့အမျိုးအစားရွေးပေးမယ် line တွေယူချင်တာလား arcs တွေယူချင်တာလား multiple text တွေလိုချင်တာ line တွေလိုချင်တယ်ဆိုရင် line ကိုယူလိုက်တယ် multiple text လိုချင် multiple text ကိုသူကယူပေးလိုက်တယ်ပြီးရင် operator မှာ select all okay လေးနှိပ်လိုက်တယ်ဒါဆိုရင်သူက mnr ဆိုပြီးတော့ move နဲ့အပြင်ကိုဆွဲထုတ်လိုက်တယ်ဆိုရင်ဒီလက်ရှိဆွဲထားတဲ့ object တွေက line တွေအားလုံးကိုပဲသူကနော်ဒီ select ပြီးသွားတာကိုရွေးထုတ်ပြီးသွားတာပေါ့နော်ဒါလေးကကြောက်သူက quick select